ဒီကားတော့ရောင်လေးလှလို့ပေါ့နော်ခုကျွန်တော်တို့ဖျမ်းမှာတော့ခန်းစီအရင်ဖျမ်းမှာပေါ့နော်ပုံမှန်တိုင်းလို့ပဲပေါ့နော်ကျွန်တော်တို့တွေခန်းစီဖျမ်းမယ်ဘာလေးပေါ့ပုံမှန်လေးဒီရောင်လေးတော့ရမ်းလှတယ်အဲဒါကြောင့်ကျွန်တော်လည်းဟိုနည်းနည်းလေးဝေးပါတယ်ရိုက်လိုက်တာအခုကျွန်တော်တို့ခန်းစီဖျမ်းနေတယ်ခန်းစီပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေအဲ့ဒါမှနဘေးသားတွေပြန်ကောက်နဘေးသားတွေကောက်ပြီဆိုရင်ကျွန်တော်တို့တွေဒီမှာဒုတိယတစ်ချီဒီကောင်ဆိုရင်တတိယတစ်ချီပေါ့နော်တတိယတစ်ချီပြန်ဖျမ်းမှာပေါ့ဆင်းရတော့တူတော့မဟုတ်ပါဘူးဒါပေမဲ့အယောင်လေးကရကောင်းတယ်ဒီကောင်လေးကလေအဲကြောင့်ကျွန်တော်တို့လည်းအသေးစိတ်ကြီးဆိုင်ပြီးဆိုကျွန်တော်တို့ဖျမ်းခဲ့တယ်ထွက်လာတဲ့လက်ရောတော့အရန်လှတယ်ငွေချင်းတို့စောင့်ကြည့်ပါနော်တော့ကျွန်တော်တို့တွေကိုရေချက်ပြီးတော့ပြီပေါ့နော်ကိုရေချက်ပြီးတော့လို့ကျွန်တော်တို့တွေနီးကက်ဆုံးပြန်လာပြတာလင်းရောင်နဲ့မှိတ်သွားတယ်ဒါပေမဲ့ပြင်ထွက်လို့ရှိရင်ဒီရောင်လေးမျိုးတော့လှတာပေါ့နော်နေရောင်လေးထိလို့ရှိရင်ပိုလှတယ်ဒါပေမဲ့ဒီခန်းမှာတော့အရောင်လေးတွေနည်းနည်းလေးမှိတ်နေတယ်ဘာဖြစ်လဲဆိုတော့မီးတွေနည်းနည်းပြက်နေတယ်မီးပြက်တဲ့မီးသီးတွေနည်းနည်းမျောနေတော့ရောင်လေးနည်းနည်းမှိတ်သွားတယ်ဒီကောင်တော့သူ့ရဲ့ပါနဲ့ပါဖြစ်ပါတယ်သူရဲ့ပါတစ်ချမ်းပါပါတယ်မှန်တစ်ချမ်းပါတစ်ချမ်းလက်ကင်တစ်ခုပေါ့နော်ပါရီကြတော့ကျွန်တော်တို့မြောက်တော့အဖြစ်တော့ဒီလိုပဲဖြုတ်ပြီးဆိုရင်ကျွန်တော်တို့ဖြန်းကြတယ်ဘူကားနာပေါ့နော်ဒီလိုဖြုတ်ဖြန်းလို့ရှိရင်